ဖေနဲ့မင်းတော့ရန်ရှိတယ်ဘာလို့လဲဆိုတော့ဘိုင်မောက်တွေဝယ်ပြီးလို့ပြမယ်မပြမယ်ဒီမှာဒီနှစ်ဘွားတက်တက်ဒီနှစ်ဘွားတက်တက်ဝယ်ပြီးလို့ပါရှိပါရဲ့ရှိတော့ကမမမကြလိုက်ဒီချက်ဒီနှစ်ခုတွေကဘယ်ဘက်ကိုဖောက်မယ်လို့မရဒီရလေးကိုဖောက်ပါမယ်ရှိတော့ရောဘာဖောက်မှလဲမမကကွန်မန့်မှာဟောလိုက်ပါဒါပဲကြာဖောက်ပြရမှာမင်းမဒီမှာပါဒါလေးပါပါပါလေဒါလေးပါပါပါလေဒီဘန်းမောက်ထရပါဒါလေးတက်တက်ထားရတယ်မလို့ပြီးတော့ဒီနှစ်ခုတွေကဘာဖောက်မလဲလေကိုမမကြောက်မမတော့ဒါပဲရေးပါပါမယ်အိုင်မတလီပါပါလေမရှိတယ်လို့မလို့လိုက်လောက်ကြည့်နော်လက်တက်တက်ဖယ်ရတယ်မလို့မကြည့်အနိကပြရမအနိကမကြည့်ဒီချက်ပြီးတော့တလီဖောက်ပြပါမယ်အိုင်ချစ်လို့ရတလီပါပါပဲမကြည့်ဒီချက်ရပါခလေးပဲအရှိတနာအနိကပြအနိကလာမကြည့်ဒီချက်မမမမေပြအောင်ဝင်နော်မမေရပြပါရဲ့ဒီမှာဒါလေးနောက်3တခုဘလူးဘလူးပတ်တာပင်ရဲ့ဘိုင်ပေါက်လေးဖောက်ကြည့်ဖောက်ပြအောင်မအမမြန်မျက်နှာကြီးပြုံးနေပါလေဒီမှာတယ်လီပါပါပါတယ်လာလည်းမလာပါဘူးဒါကြီးတော့မမကြိုက်ပါဘူးကြိုက်တယ်ယောက်ျားလေးမန်းငယ်ပြီပါရလာတယ်မမတော့ဒီတူမဒီလူကိုပဲဖောက်ချင်တာပါအမပေါက်တာနဲ့တမျိုးပါဒီမတယ်လေးဒီမှာမပြအောင်ဒီတော့ခုလည်းမှာပါတော့တက်လာတော့လေမမကမမမကြပါမမတော့ဒါလေးလို့မြင်ပါရဲ့ဒါလေးရန်လာလို့ပါမကြည့်ပါဒါလေးလာပါရဲ့ရှိတယ်နော်တလန်းဒါလွိမရှိမဲဟာပါမမရှိသေးပါဘူးဒီမှာမပေါက်တဲ့ဗန်ပေါက်၄ပေါက်တော့ရှိပါပြီဖောက်လိုက်တော့ခုတော့ပါသွားပြီဒီမှာအရုပ်ကောက်ထားတဲ့ရေပွဲလေးကဒီမှာဦးလာအုပ်လေးရဒီမှာမမကိုပြပါအောင်မယ်မေကိုဒီပဲလာလေလူချောကြီးပါလူချောသူ့ကိုလူချောကြီးလို့ပြောတာပေါ့မမနေ့ပြန်ကြရင်သူလေးတမီကဘူးတူလေးရှင်းနေကြတာပဲဖြစ်ပါတယ်ဟဲ့ချစ်တယ်နော်